အားလုံးပဲမင်္ဂလာပါကျမနာမည်ကတောင်းမေရီလို့ခေါ်ပါတယ်ကျမအခုလီဆူဓမ္မတက်ဂရုမှာဒီ music ထင်းထင်းချင်းအလုပ်ကိုအဓိကလုပ်ပြီးတော့ဖြန့်ဖြူးပါတယ်ပေါ့ဒီနေ့ဆိုရင်တော့ကျမတို့ music တွေဘယ်လိုယူမလဲဆိုတဲ့ဟာကိုကျမအနေနဲ့အနေငယ်မျှဝေသွားမှာဖြစ်ပါတယ်ဒါလီဆူဓမ္မတက်ဂရုရဲ့ခြံဝင်းမှာဖြစ်ပါတယ်ကျမတို့ music ယူတဲ့နေရာနေရာရှိရပေါ့နော်စိုက်တဲ့နေရာပေါ့အဲဆိုဒီကျောင်းရဲ့ခြံဆိုမှတက်နေရာရှိသေးတယ်ရိုးလို့ခေါ်ပါတယ်ဒါကြတော့လီဆူဓမ္မတက်ဂရုရဲ့ကျောင်းဝင်းမှာကျမတို့စိုက်ထားတဲ့မျိုးဖြစ်ပါတယ်အဲဆိုဒီနေ့က6မျိုးရှိတယ်ပေါ့နော်အဲ့ဒီမှာမျိုးယူလို့ရတဲ့အပြင်တွေကို3မျိုးရှိတယ်ကျမကြည့်တော့လေ3မျိုးယူလို့ရပြီပေါ့နော်တချို့ကမရသေးဘူးအဲ့ဒါကိုကျမဘလိုမျိုးကမျိုးကောင်းမျိုးတက်ကျမတို့ယူတင်တယ်လဲဘလိုမျိုးကမယူတင်ဘူးလဲဆိုတဲ့ဟာကိုကျမအနေနဲ့ဒီနေ့လက်တွေ့ရိပ်ပြီးမှလုပ်ပြသွားမှာဖြစ်ပါတယ်ရိပ်ပြမှာဖြစ်ပါတယ်ပေါ့နော်မျိုးစေ့ရွေးချယ်တဲ့ဟာကိုကျမလက်တွေ့ရိပ်ပြီးမှပြသွားမှာဖြစ်ပါတယ်အဲဆိုအခုကျမနောက်တစ်မျိုးယူမှာဖက်ချီဝိုးယူမှာဖြစ်ပါတယ်ဖက်ချီဝိုးဆိုရင်လည်းကျမတို့ဒီမှာတချို့ရတဲ့ဟာနဲ့ဝေးမဲ့တဲ့ဟာကျမတို့ရေးလို့ရတဲ့မျိုးယူလို့ရတဲ့ဟာနဲ့ယူလို့မရတဲ့ရောနေသေးတယ်ပေါ့ယူလို့ရတဲ့ဟာဆိုရင်ဒီမှာညိုပြီးမှသူ့ရပွင့်ဖက်တွေကလည်းကျွေးလာပြီပေါ့အဲ့လိုမျိုးဆိုရင်ယူလို့ရပြီဘလို့ခွဲမလဲဆိုတချို့ယူလို့မရသေးတဲ့အပွင့်အဖူးတွေကစိမ့်နေတာပေါ့နော်ဒီဟာဆိုယူလို့မရသေးဘူးအဲ့မျိုးခွဲလို့လွယ်ပါတယ်ပေါ့ဒီမှာရင်းတဲ့ဟာဆိုရင်ဒီမှာညိုအညိုရောင်လေးတန်းပြီးမှသူ့ရအပေါ်ကဟိုအမိတ်ဖူးပွင့်အမွေးအမီနေ6နေပြီပေါ့တိတာပါတယ်အဲ့လိုမျိုးဆိုကျမတို့ယူရမှာဖြစ်ပါတယ်ကျမဒီဟာကက်ကြီးနဲ့ဆိုပို့ယူလို့လွယ်နော်ကျမတို့ဒီခုနပြောလို့အညိုရောင်ရင်းတဲ့ဟာပေါ်ပါတယ်ပေါ့နော်ကျမနှမျိုးဆိုတော့တချို့ကစိမ့်နေတာဆိုယူလို့မရလေအဲ့တော့ဒီတိုင်းပဲသူ့ရအပွင့်ချင်နာမှာဒီဘာလို့ပြောမလဲအတိုင်းတဲ့အရှိမယူတော့ဘူးအရှိယူဆိုကျမတို့ပြန်တန့်စင်ရတာအလုတ်တာရှုပ်တယ်အဲ့ဒီလိုမျိုးတူလေးပဲမျိုးပဲဒီအဖူးပဲယူမယ်ပေါ့နော်အဲ့ဆိုကျမတို့တန့်စင်ရတာလွယ်တယ်ပေါ့โอเคဒီဟာပဲကျမတို့စင်ပြေလို့ကက်ကြီးလေးနဲ့ယူရစင်ပြေပါတယ်အဲ့ဒါပုံမှန်လေးပဲကျမတို့2ရက်3ရက်တစ်ခေါက်ပေါ့နော်အဲ့လိုတော့ယူရပါတယ်ပေါ့စိတ်ရှည်ပြီးတော့သူကတော့မုံကြီးမျိုးတော့တို့တော့မခက်ဘူးဘာလို့လဲဆိုတော့ तू တိတ်မချွေးပါဘူးယူရတာ तू အဆင်ပြေပါတယ်အဲ့ဆိုရင်ဒီလိုလေစိမ့်တဲ့ဟာလေးကိုထားခဲ့မယ်ကျမတို့ရှင်းတဲ့ဟာလေးယူရုံပါပဲလို့အဲ့ဆိုရင်ကျမတို့ဒါဖက်ချီဝူမျိုးယူတဲ့နီးပေါ့နော်နောက်တစ်မျိုးအနေနဲ့ကျမတို့မုံကြီးမျိုးပြန်ယူပါမယ်ပေါ့အဲ့ဒါတော့ဖက်ချီဝူမျိုးရပြီပေါ့နော်ဖက်ချီဝူမျိုးကျမဆက်ယူစရာတော့ရှိသေးတယ်ဒီနေ့တော့အစမ်းမျိုးစေ့ယူတဲ့ဖြစ်စဉ်ကိုပြမှာဖြစ်တဲ့အတွက်ဖက်ချီဝူတော့ကျမဒီလောက်ပဲယူပြမယ်ပေါ့နော်